တနေ့မှာဌာနီကအနိုင်ကျင့်တဲ့ចောင်းသားတယောက်ရဲ့အင်ဂျီကိုဆွဲဖြဲပြီးစားလိုက်ပါတယ်ပြီးတော့အဲ့ဒီအင်ဂျီကိုသူ့လက်ပင်ပတ်ပြီးကိုဖိအားပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာမြစ်ထဲမှာရေကူးနေတဲ့အနိုင်ကျင့်သူကလက်ပင်ညှစ်ခံရတယ်လို့အသက်ရှူမဝတော့ပဲမျက်နှာနီလာပါတယ်ကမ်းခြေမှာရှိနေတဲ့သူ့မိတ်ဆွေတွေတတိထားမိချိန်မှာတော့အရာအလုံးနောက်ကျသွားခဲ့ပါတယ်သူ့ကိုကယ်ဆယ်ပြီးရေထဲကထုတ်လာချိန်မှာတော့အသက်မရှိတော့ပါဘူးထေကသူ့စွမ်းအားကိုအသုံးချပြီးကျောင်းကအနိုင်ကျင့်သူတွေကိုတယောက်ပြီးတယောက်ပြန်လဲလက်စားချပါလာတယ်။နောက်တစ်နေ့ဓာတုဗေဒသင်ခန်းစာထဲမှာထနီကအနိုင်ကျင့်တဲ့ကောင်လေးရဲ့မိန်းကလေးကိုစပြီးစကားပြောလိုက်ပါတယ်။ဒေါသထွက်သွားတဲ့အနိုင်ကျင့်တဲ့ကောင်လေးကထနီကိုအက်ဆစ်နဲ့ပတ်လိုက်ပါတယ်။ဒါပေမဲ့အံ့အားသင့်စရာကထနီကိုဘာမှမဖြစ်ပဲအက်ဆစ်ပတ်ခဲ့တဲ့ကောင်လေးရဲ့မျက်နှာကိုယ်တိုင်ပျက်စီးသွားပါတယ်။နောက်ဆုံးကျန်တဲ့အနိုင်ကျင့်သူကတော့ကြောက်လန့်နေခဲ့ပေမဲ့ဌာနီကတော့လက်စားချေဖို့စိတ်မလျော့ခဲ့ပါဘူး။သူကအနိုင်ကျင့်သူရဲ့ကားထဲဝင်ပြီးခြေအိတ်တွေယူလာပြီးစားလိုက်ပါတယ်။ထို့နောက်သူ့ကိုစက်ကရိယာနဲ့ထိခိုက်အောင်လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအနိုင်ကျင့်သူကလည်းတူညီတဲ့ထိခိုက်မှုကိုခံစားရပြီးမြေပြင်ပေါ်လဲကျသွားပါတယ်။